ဘာမလို့ပဲ keyboard နဲ့တင်တွဲသုံးလို့ရတဲ့လူတိုင်းမလုပ်ဖြစ်တဲ့ future လေးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့စာတွေကိုတစ်လုံးစီဖြည့်နေမယ်အစား keyboard ကနေ control ရဲ့ backspace ရဲ့တွဲနေမယ်ဆိုရင်စကားစုတစုချင်းစီချက်လို့ရပါတယ်။နံပါတ်2အနေနဲ့မောက်ကိုသုံးစရာမလိုပဲစာသားတွေကို highlight လုပ်တဲ့အခါဆက်လက်မှတ်တဲ့အခါကလစ်နဲ့ဒီမောက်ကိုဖိပြီးတော့အသုံးပြုမဲ့အစား keyboard ကနေ control shift ညာဘက်ကိုသွားမှဆိုရင် right arrow ကိုသုံးလို့ရပါတယ်။အောက်ကိုသွားမှဆိုရင်လည်း down arrow လေးကိုတွဲပြီးတော့နှိပ်မယ်ဆိုရင်စာသားတွေကို highlight လုပ်လို့ရတယ်။ဆက်လက်မှတ်လို့ရပါတယ်။နံပါတ်3အနေနဲ့ဒီဖွင့်ထားတဲ့ software တွေပေါ့နော်။ window ဖွင့်ထားသမျှ window တွေကိုကြပြိုင်နဲ့desktop ကိုသွားကျင်နေဆိုရင် keyboard ကနေ window logo ရဲ့ D ရဲ့တွဲနေမယ်ဆိုရင်ဖွင့်ထားတဲ့ window မှန်သမျှကိုစီမံပြီးတော့အများဆုံး desktop ကိုရောက်စေမှာဖြစ်ပါတယ်။တကယ်လို့ကိုက device icon လေးကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်နေမယ်အစား logo ရဲ့ E ရဲ့နှိပ်မယ်ဆိုရင်လည်း device icon လေးကိုဖွင့်လို့ရပါတယ်။ဒါလေးကတော့လူတိုင်းမလုပ်ဖြစ်သေးတဲ့မောက်ကိုသုံးစရာမလိုဘဲနဲ့ keyboard နဲ့တင်အသုံးပြုလို့ရမယ်နည်းလေးတွေဖြစ်ပါတယ်။အားလုံးစင်ပြေကြပါစေခင်ဗျာ။